ကြားဘူးလား AM တို့ကြားဘူးတယ်နော် AM PM ကြားဘူးတယ်တခါလေကြာရင်ကျမတို့ဒီအကြီးနဲ့ရေးရတခါလေကြာရင်အဆက်ချပြီးရေးရတခါလေအဆက်မချဘဲနဲ့ဒီတိုင်းတန်းပြီးတော့ပေါင်းရေးရလည်းရှိတယ်နော်ဘယ်လိုပဲနေ AM လေးကိုစလေ့လာရအောင်အဲ့တော့ AM ဆိုတာဒီ anti ဘယ်လိုတန်ထွက်လဲ anti ဒီ anti ဆိုတာဒီ A လေးကိုကျမတို့အရှေကောက်ရေးထားတာဒါဆိုရင်လို့ရှိရင်သူ့ရဲ့ဒီ M လေးကိုဆင်မဒီမှာ M လေးကိုဘလို့အတန်ထွက်မလဲဆိုရင် meridian ဒါဆိုရင်ဘာလေးလဲ M ရဲ့နောက်မှာ A E ပြီးတော့ပါလဲ I anti meridian ဆိုရင်မှားပါတယ် DIEM MERIDIEM anti meridian ဟုတ်ပြီနော်ပြန်ပေါင်းမယ် AM ရဲ့အခြေကောက်ကိုကျွန်တော်တို့ဘယ်လိုလေးပြော anti meridian ဘယ်လိုလေးပြော anti meridian အဲ့ဒါလေးကိုဟာဆရာမရေရှည်လိုက်တာသမီးတို့ဘယ်လိုကြက်မှာလဲဒါတို့ဘယ်လိုကြက်မှာလဲကြက်ဆရာမလို့ဒါဆိုရင် AM ကိုတို့တွေဘယ်လိုမှတ်နိုင်မလဲဆိုလို့ရှိရင် awake နိုးတဲ့အချိန်ဟုတ်လားကျွန်တော်တို့နိုးတဲ့အချိန်မနက်ပိုင်းနိုးတဲ့အချိန်ဒါဆိုရင် awake time မနက်ပိုင်းအချိန်ကိုတို့တွေဘယ်လိုပြော AM လို့ပြောဒါပဲနော်ဒါဆိုရင် PM yes PM ဆိုလို့ရှိရင် pulse ဆိုတာဒီကြော်လွန်သွားတာအဲ့တော့ meridian ဆိုတာမှန်တကယ်တော့မွန်းတဲ့ပေါ့နော်အဲ့တော့မွန်းတဲ့တိုင်းတာမွန်းတဲ့ရောက်တာနဲ့မွန်းတဲ့မရောက်တာနဲ့ကိုခွဲကြတာပေါ့ကဲဒါဆိုရင် meridian ဘယ်လိုပေါင်းလဲ DIEM meridian အဲ့တော့ anti meridian post meridian တည်သွားပြီနော်